ခြင်းရပါတယ်ဒါမှပါပဲထိုးလိုက်တဲ့တန်ရာကိုကြည့်ပြီးတော့ကိုမြင်တွေ့ရတဲ့မင်းနာမည်ကိုတွေ့တယ်နေစက်ဖို့ကိုမှဘလို့အကြောင်းရှာမင်းကတော့မိရရထားစီးပြီးအဝေးကိုပြေးနေလေရဲ့အပိုင်ဆိုင်ရပဲညင်နေုံနဲ့နာကျင်ခြင်းကိုဝေးလို့ခေါ်ရင်ကိုကတော့အချင်းလိုပဲနာမည်ပြောင်းတက်ပေးလိုက်မယ်မင်းပျော်ရွှင်ပါစေမင်းအဆင်ပြေပါစေတတိယတောင်းလိုက်မိတဲ့ဆူတောင်းတွေမှာကိုနာမည်တော့မပါတော့အေးချမ်းပါစေပဲဖြစ်ဖြစ်မင်းအမျှဝေတဲ့အခါကိုအတွက်မေတ္တာလေးတော့ပို့ပေးပါ